စစ်သားတွေကျမ်းမာရေးတွေကမကောင်းအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမ်းမာရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်ဗျာရှင်ထွက်ချင်တဲ့လူလေးတွေကိုထွက်ခွင့်ပေးပေးပါလို့ကျွန်မမေတ္တာရက်ခံပါတယ်ရှင်ကျွန်မအမျိုးသားဆိုလဲဆဲစဉ်ကျမ်းမာရေးမကောင်းပါဘူးရှင်အဲကြောင့်ကျွန်မတို့လည်းထွက်ချင်ပါတယ်ရှင်ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီးခေါင်းလေးတွေရမ်းခါးလေးတွေကိုင်နဲ့သွားနေကြတဲ့လူတွေရှိပါတယ်ဗျာရှင်မသေးခင်မကွယ်ခင်မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကင်စားခြင်းပါတယ်ရှင်အသက်တရာကြီးခေါင်းလေးတွေရမ်းခါးလေးတွေကိုင်နဲ့သွားနေကြတဲ့လူတွေရှိပါတယ်ဗျာရှင်မသေးခင်မကွယ်ခင်မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကင်စားခြင်းပါတယ်ရှင်တချို့ကကြတော့ကျမ်းမာရေးကြောင့်ပေါ့အဖရဲ့ကျမ်းမာရေးကြောင့်ပိန်ထုံးနေတိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာကိုကျွန်မမေတ္တာရက်ခံတာပါရှင်ကျွန်မရှာရှည်တာအားချောင်းတယ်လို့မထင်မဲနဲ့သူတို့ရဲ့ရင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီးနားလည်ပေးပါလို့ကျွန်မမေတ္တာရက်ခံတောင်းဆိုပါတယ်အဖရာအဲ့လိုအကူညီပေးမယ်ဆိုလို့ရှိရင်အသက်ကြီးနေတဲ့လူတွေရဲ့ကျမ်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့တိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဖရှင်အဖကိုလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးဖရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးတဲ့လူတွေယောဂါတွေအင်္ဂါမစုံတော့တဲ့လူတွေကိုအပြင်မှာလောက်ကင်စားခွင့်လေးပြုပေးပါမိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်နေလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါဗျာရှင်အဲ့ဒီအတွက်ကြောင့်အဖမင်းအောင်နိုင်ဒီမှာမေတ္တာရက်ခံတာပါဒီမှာရှာရှည်တာမဟုတ်ပါဘူးအဲ့ဒါလေးတစ်ချက်လောက်ကူညီပေးပါလို့ဒီမှာတောင်းဆိုမေတ္တာရက်ခံပါတယ်ဒီမှာပြောဆိုသည့်စကားသည်မှားတယ်ဆိုရင်လည်းခွင့်လို့သီးခံနားလည်ပေးပါလို့